peer pressure ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဗျ ။တစ်ခါလေကြာတော့လေဒီတငယ်ချင်းတွေစီကရရဲ့ peer pressure ရဲ့ဆိုတာမကောင်းနိုင်လေးပဲလည်းမဟုတ်ပါဘူး ကိုယ့်အတွက်ကောင်းတဲ့တရားမှုရှိတယ်လို့မကောင်းတဲ့တရားမှုတွေလည်းအများကြီးရှိနိုင်ပါတယ်ဗျ ကျွန်တော်တို့ CTCN ရဲ့ environment မှာတော့ negative peer pressure သိမရှိဘူးလို့ကျွန်တော်တို့ထင်ပါတယ် သူတို့ရဲ့ဖြစ်တည်မှု judge မလုပ်ဘဲနဲ့အားလုံးကခင်ခင်မင်မင်နဲ့လူပေါင်းတင်ကြတယ်ပေါ့နော် Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ကတော့ချင်းတွင် Technological College International မှာ IELTS O level တက်ရောက်နေတဲ့သူတွေဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ VN ခန့်ပါဗျာ ကျွန်တော်ကတော့ရဲရင်ပါ ကျွန်တော်တို့ Lucas ပါ ။ကျွန်တော်ကတော့နိုင်ထပ်ပါ ကဲအဲ့တော့ကျွန်တော်တို့အခုစပြောမယ်ဆိုရင်ပေါ့နော်ကျွန်တော်တကယ်ချင်းနေအများနဲ့လည်းဆွေးနွေးဖြစ်တယ်ကျွန်တော်တို့တွေ့တိုင်းစုံတိုင်းလည်းကျွန်တော်တို့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးဖြစ်တဲ့အကြောင်းအရာတွေတခုရှိပါတယ်ဗျာအဲ့ဒါတွေကတော့ကျွန်တော် peer pressure ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဗျာ ဟုတ်ပါတယ်ကျွန်တော်လည်းအဲ့လိုချင်းနေမျိုးခဏခဏရောက်ဖူးပါတယ်လူတိုင်းတစ်ခုခုလုပ်နေပြီဆိုကျွန်တော်လည်းအဲ့လိုမျိုးလိုက်လုပ်ချင်တဲ့စိတ်ကြီးကခဏခဏဖြစ်ဖူးပါတယ် ဟုတ်ပါတယ်ကျွန်တော်လည်းဒီလိုပါပဲဒီ peer pressure ကကြတော့ကျွန်တော်တို့အရွယ်တွေမှာပေါ့နော်ဒီလိုဖြစ်လေဖြစ်တာရှိတဲ့အရာတစ်ခုလိုပဲပြောရမှာပေါ့ ။ဟုတ်အခုပြောရတဲ့စကားကတော့ဒီအများစုကနည်းနည်း drama channel လို့ထင်ကြမှာပေါ့နော်။ဒါပေမဲ့အဲ့ဒါတကယ်အမှန်ပါ။ဒီကျွန်တော်ကိုယ်တိုင်ဆိုလို့ရှိရင်လည်းအများတွေကတရားမဖြစ်ချင်လို့ပေါ့နော်။ဒီကိုစိတ်မပါဘဲနဲ့လိုက်လုပ်ခဲ့ပြီးတဲ့ကိစ္စလေးတချို့ရှိပါတယ်ခင်ဗျ။ ကဲဒီနေ့မှာတော့ကျွန်တော်တို့တကယ်ချင်းအုပ်စုကနေပြီးတော့ပေါ့နော်peer pressure ကြောင့်ဟိုဆွေးနွေးရင်းနေကျွန်တော်တို့ဘယ်လိုခံစားရလဲpeer pressure ကြောင့်ရတဲ့ခံစားချက်တွေကကောင်းတာလားဆိုးရလားဆိုတာဟိုကျွန်တော်တို့ကပြန်ပြီးတော့ sharing လုပ်ပြီးတော့မှဖြစ်ပါတယ်ဗျ။ကဲအဲ့တော့စပြောမယ်ဆိုလို့ရှိရင်ပေါ့နော် peer pressure ဆိုတာဘယ်ကစဖြစ်လာလဲလို့ထင်ပါလဲဗျ။ ရိုးသားသားပြောမှဆိုရင်တော့ဘူးမှတယောက်တည်းဆိုရခံစားချက်ကြီးကိုမခံစားချင်ကြဘူးလေဥပမာတကယ်ချင်းတွေက trend ဖြစ်တာတွေလုပ်နေပြီဆိုလို့ရှိရင်ကျွန်တော်လည်းလိုက်လုပ်ချင်တဲ့ခံစားချက်ကြီးကိုခံစားမိတယ်နော် ဟုတ်တယ်ဒါပေမဲ့တခါကြောက်ရှင်တော့ဒီ peer pressure ပေါ့နော်ကျွန်တော်တို့အပေါင်းအသင်းတွေရှိရတယ်ဒီပဲလာတာမဟုတ်ဘူးကျွန်တော်တို့ဒီစိတ်ထဲကနေပြီးတော့မှကိုယ့်ရဲ့အပေါင်းအသင်းတွေလို့သူတို့လို့ငါလိုက်လုပ်ချင်တယ်ငါသူတို့လို့ဖြစ်ချင်တယ်ဆိုတဲ့အတွေ့အကြုံလို့လည်းထင်တယ် ။တစ်ခါလေကြာတော့လေဒီတငယ်ချင်းတွေစီကရရဲ့ peer pressure ရဲ့ဆိုတာမကောင်းနိုင်လေးပဲလည်းမဟုတ်ပါဘူး။ဥပမာကိုတငယ်ချင်းကစာဖတ်ရတာကိုအားပေးလို့ကိုကလည်းစာဖတ်ရတာကိုကြိုက်လာတာမျိုးတို့ကိုကအကြောင်းမှာငင်ကုတ်ကုတ်လေးပဲနေရတဲ့သူဆိုလို့ရှိရင်ကိုယ့်ရဲ့တငယ်ချင်းတွေကဆွဲလို့ဒီအကြောင်းက activity တွေမှာပါဝင်လာမျိုးတို့ဒါတွေဆိုရင်တော့ကောင်းတဲ့ဘက်တက်ရောက်မှုတချို့ပေါ့နော် ဟုတ်ကဲ့ဗျာကျွန်တော်တို့တကယ်ချင်းတွေပြောရလို့ပဲပေါ့နော်ကျွန်တော် peer pressure ကကျွန်တော်အပေါင်းအသင်းတွေကြားထဲမှာပေါ့နော်မိတာကိုလောက်ရမယ်မလို့ရင်မင်းနဲ့မပေါင်းဆိုရင်စသဖြင့် PR မျိုးတွေပြီးသလိုမျိုးပဲအဲ့လိုမျိုးတကယ်ချင်းတွေရဲ့ PR တွေပါပဲပေါ့နော်ကျွန်တော်တို့တကယ်ချင်းတွေကဆန်းလုံးကြီးတို့ကိုကိုတိုင်းလုံးချင်တာမျိုးတွေလည်းဖြစ်ကောင်းဖြစ်လာနိုင်နေပေါ့နော်အဲ့အတွက်ကိုယ့်အတွက်ကောင်းတဲ့တရားမှုရှိတယ်လို့မကောင်းတဲ့တရားမှုတွေလည်းအများကြီးရှိနိုင်ပါတယ်ဗျ ဒါပေမဲ့ကျွန်တော်တို့ CTCN ရဲ့ environment မှာတော့ negative peer pressure သိမရှိဘူးလို့ကျွန်တော်တို့ထင်ပါတယ်ဘယ်လိုတော့ဘယ်လိုထင်လဲ ဟုတ်တယ်ကျွန်တော်တို့ဒီ CCI မှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့အကုန်လုံးကတက်တက်ကြွကြွနေတဲ့လူပဲဖြစ်ဖြစ်အဲ့လိုမျိုးတက်တက်ဆိတ်ဆိတ် introvert ပေါ့နော်အဲ့လိုလေးပဲနေတဲ့သူဖြစ်ဖြစ်ဘယ်သူမှဆိုသူတို့ရဲ့ဖြစ်တည်မှု judge မလုပ်ဘဲနဲ့အားလုံးကခင်ခင်မင်မင်နဲ့အဲ့လိုပေါင်းတင်ကြတယ်ပေါ့နော် ပြီးတော့ CDCI မှာဆရာဆရာမတွေကလည်းအရန် flexible ဖြစ်ကြပါတယ်။အကယ်၍ကျွန်တော်တို့ကအမားတစ်ခုလုပ်ခဲ့ရင်တော့မှဆရာဆရာမတွေကကျွန်တော်တို့ပေါ်ဖိအားမပေးဘဲနဲ့နားလည်ပေးကြတယ်။ကျွန်တော်တို့ဘက်ကနေပြီးတော့ timing ဆွေးနွေးစရာရှိရဆိုရင်လည်းဆရာဆရာမတွေကအပြည့်အဝနားထောင်ပြီးတော့သူတို့ဘက်ကနေကူညီနိုင်စရာရှိရလေးတွေကိုကူညီပေးကြတယ်ပေါ့နော်။ဒါပေမဲ့တစ်ခုရှိတာကတော့ကျွန်တော်တို့ကျောင်းသားကျောင်းသူတွေဘက်ကနေတော့ဆရာဆရာမတွေကိုမရိုင်းပြဖို့တော့လိုတာပေါ့။ ကျွန်တော်တို့တကယ်ချင်းချင်းနဲ့ကူညီပါတယ်ပြန်စင်တာလည်းမရှိဘူးစာလို့တာဆရာရှိရလို့ပြီးတော့ပြောကြရှိရင်အတူတူပြောကြတာပေါ့ ဟုတ်ကဲ့ဗျာကျွန်တော်တို့အပေါ်မှာကျွန်တော်တင်ရင်တွေပြောရသလိုပဲပေါ့နော်positive fight တွေနေပဲဆိုတော့တကယ်လို့ကျွန်တော်တို့ဒီမှာဆိုရင်တော့ကျွန်တော်တို့တကယ်လို့ကိုတိုင်းအဲ့လိုမျိုး peer pressure ရခဲ့ရင်တော့မှအဲ့လိုမျိုးကျွန်တော်တို့ကိုယ့်အတွက်ကောင်းတဲ့တရားမှုတွေပဲဖြစ်လာနိုင်တာဖြစ်တဲ့အတွက်အဲ့ဒီချက်ကတော့ကျွန်တော် CTCN ကိုအကြိုက်ဆုံးပဲဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒီ peer pressure ကိုကြုံလာခဲ့လို့ရှိရင်ဘယ်လိုတွေလုပ်သင့်လဲဆောင်းရလေးတွေတစ်ချက်လောက်ဒီ video လေးမှာ share ပေးသွားပါအောင်ခင်ဗျာ တကယ်လို့များကိုယ့်ဘောတငယ်ချင်းတွေက negative peer pressure တွေတက်ရောက်နေရလို့ခံစားမိရမျိုးပဲဖြစ်ဖြစ်ကိုယ်တိုင်စိတ်ထဲရမပါတဲ့အရာတွေကိုလုပ်ရမယ်လို့ဒီဖိအားပေးခံနေရမျိုးပဲဖြစ်ဖြစ်အဲ့လိုအချိန်တွေမှာဆိုလို့ရှိရင်ညင်းဖို့အားမနာကြပါနဲ့เนาะဘာလို့လဲဆိုတော့ဒီလိုမျိုးမကောင်းတဲ့ဖိအားပေးမှုတွေဆိုတာကကိုယ့်ဘောကိုဘာမှကောင်းကျိုးတက်ရောက်မှုမရှိဘဲနဲ့ကိုယ့်ရဲ့တကယ်ယုံကြည်မှုအစစ်မှန်ကိုပဲဖျက်ဆီးပြနိုင်နေတာမို့လို့ပါ ဟုတ်ကဲ့ဗျာအဲ့တော့ကျွန်တော်တို့ပေါ့နော်ကိစ္စတစ်ခုလုပ်မယ်ဆိုဘယ်ကိစ္စမဆိုအကောင်းဆုံးလုပ်ဆောင်ပြီးတော့ကိုကလာတဲ့ရလက်ကိုလက်ခံတာအကောင်းဆုံးပဲလို့ထင်ပါတယ်ဗျာအဲ့တော့ကိုကိုလည်းသူများနဲ့မနိုင်ရှင်ဖြစ်ပါဘူးဗျာ နောက်ဆုံးအနေနဲ့ကျွန်တော်တို့အားလုံးကကိုယ်ပိုင်လမ်းကြောင်းပေါ်မှာရှိနေတာကိုမေ့သွားပြီးတော့ပျော်ရွှင်မှုတွေသူများဘဝကိုကူးချစရာမလိုဘူးလို့ကျွန်တော်ပြောချင်ပါတယ် ဟုတ်ကဲ့ပါခင်ဗျာအခုပြောသွားတဲ့ခေါင်းစဉ်တွေနဲ့ပတ်သက်ပြီးတော့တကယ်ချင်းတို့လည်းအဖြေရှာတွေ့မယ်လို့ထင်ပါတယ်။ကြွေဒီ peer pressure နဲ့ပတ်သက်ပြီးတော့ကိုကြုံခဲ့သမျှအဖြစ်အပျက်လေးတွေရှိခဲ့မယ်ဆိုလို့ရှိရင်လည်း comment မှာပါဝင်ဆွေးနွေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်